မိတ်ဆွေတို့သိပြီးသားဖြစ်တဲ့တရေပုံမြင်တွေထဲမှာတကယ်ဖြစ်ခဲ့တဲ့အမှန်တရားတွေဘလောက်အထိပါဝင်နေမယ်လို့ထင်ပါတယ်လေတခါတလေမှာကျွန်တော်တို့ကြားဘူးနားဝါရှိတဲ့ဖြစ်ရပ်တွေကတကယ်ပဲသတင်းစာထဲမှာပါလာတတ်တာမျိုးရှိပါတယ်ဒီနေ့မှာတော့နှစ်ပေါင်း40နီးပါးကြာမှဖော်ထုတ်နိုင်ခဲ့တဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေနဲ့လူမသိသေးတဲ့လျှို့ဝှက်ချက်တွေကိုပြောပြပေးသွားမှာပါဒါဟာရိုးရိုးပုံမြင်တစ်ခုထက်ပိုပြီးနှက်နေတဲ့အရာတစ်ခုဖြစ်ပါတယ်1980ခုနှစ်တုန်းကဂျပန်နိုင်ငံအိုဆာကာကတာကာဆာကီမြို့မှာထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။တက္ကစီမောင်းသူတယောက်ကပန်းရောင်အင်ဂျင်နဲ့မင်းကလေးတယောက်ကိုတင်ခဲ့ရာကနေလူပျောက်သွားပြီးထိုင်ခုံမှာဆိုဆွတ်နေတဲ့ခေါင်းအုံးလေးတစ်ခုပဲကျန်ခဲ့တာပါ။အဲ့ဒီခေါင်းအုံးကိုရဲစခန်းမှာထပ်တဲ့အဖြစ်ပြဖို့လုပ်တဲ့အခါရုတ်တရက်အပြာရောင်မီးတောင်အဖြစ်ပြောင်းသွားပြီးပျောက်ကွယ်သွားခဲ့တယ်လို့ဆိုပါတယ်။ဒါဟာမြို့ပျော်ပုံပင်တစ်ခုလိုဖြစ်နေပေမဲ့သတင်းစာအထက်မှာတကယ်ပါခဲ့တဲ့အမှန်တရားဖြစ်နေခဲ့ပါတယ်။အဲ့ဒီဖြစ်ရပ်ကိုလူတော်တော်များများကတရေပုံပင်လိုပဲထင်ခဲ့ကြပေမဲ့သတင်းစာဟောင်းတွေကိုရှာဖွေကြည့်တဲ့အခါမှာတော့တကယ်ဖြစ်ခဲ့တာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့ကွာခြားချက်ကတော့အဲ့ဒါဟာတက္ကစီမဟုတ်ပဲတငယ်ချင်း၃ယောက်မောင်းလာတဲ့ကားဖြစ်နေတာပါ။ပုံပြင်တွေဟာလူတယောက်ကနေတယောက်စီကူးသွားတဲ့အခါမှာအသိစိတ်အချက်လက်တွေကဘလို့ပြောင်းလဲသွားတတ်တယ်လဲဆိုတာစိတ်ဝင်စားစရာပါပဲ။အဲ့ဒီသတင်းစာထဲမှာတော့ရဲဝန်ထမ်းကိုယ်တိုင်မီးတောက်တွေကိုမြင်တွေ့ခဲ့ရကြောင်းအတီးလင်းဖော်ပြထားပါတယ်။နောက်ထပ်ဖြစ်ရပ်တစ်ခုကတော့စောက်လုပ်ရေးစိုက်တစ်ခုမှာမြင်တွေ့ရတဲ့အေးရမတတဝါကြီးအကြောင်းပါ။နတ်စင်တစ်ခုကိုဖျက်ဆီးဖို့ကြိုးစားတဲ့အခါမှာလူတွေကိုထင်ယောင်ထင်မှားဖြစ်စေပြီးအန်ဒီရေပေးတတ်တဲ့အရာမျိုးဖြစ်ပါတယ်။အဲ့ဒီနေရာမှာလဲထူးထူးခြားခြားဆိုးစွတ်နေတဲ့ထိုင်ကုန်ခေါင်းလေးတစ်ခုကိုတွေ့ရှိခဲ့ကြပါသေးတယ်။ဒါပေမဲ့ဒီဖြစ်ရပ်ရဲ့နောက်ွယ်မှာတော့ကြောက်မှတ်ဖွယ်ကောင်းတဲ့အလှအပြောင်တစ်ခုရှိနေခဲ့ပါတယ်။အဲ့ဒီဖြစ်ရပ်မှာပါဝင်တဲ့တာနာကာဆိုသူဟာနတ်စင်တဲကခေါင်းအုံးကိုဖျက်ဆီးလိုက်ရင်အားလုံးပြီးသွားပြီလို့ထင်ခဲ့တာပါ။ဒါပေမဲ့နောက်တစ်နေ့မနက်မှာသူချစ်ရတဲ့ခွေးလေးတေဆုံးနေတာကိုတွေ့လိုက်ရပါတယ်။လုံခြုံရေးကင်မရာကိုပြန်ကြည့်တဲ့အခါမှာတော့သူကိုယ်တိုင်ပဲခွေးကိုတတ်ခဲ့တာဖြစ်ပြီးသူကတော့ခေါင်းအုံးကိုဖျက်ဆီးနေတယ်လို့ပဲထင်နေခဲ့တာပါလူတယောက်ရဲ့အာယုံတွေကိုဘလို့အရာကများအဲ့ဒီလောက်အထိထိမ့်ချုပ်သွားနိုင်ခဲ့တယ်လေဆိုတာတွေးကြည့်ရင်လီးစရာပါပဲလူတွေဟာအရာဝတ္ထုတစ်ခုကိုကြည့်တဲ့အခါဘယ်နေရာမှာအာယုံစိုက်တယ်လဲဆိုတာပေါ်မူတည်ပြီးမြင်ရလာခြင်းမတူကြပါဘူး UFO တွေကိုရှာဖွေတဲ့အခါမှာလည်းကောင်းကင်အဝေးကြီးကိုမကြည့်ပဲမျက်စိရှိ2မီတာသို့မဟုတ်3မီတာလောက်မှအာယုံစိုက်ကြည့်ရင်ထူးဆန်းတဲ့အရာတွေကိုမြင်တွေ့ရတတ်တယ်လို့ဆိုပါတယ်။ဒါဟာကျွန်တော်တို့ရဲ့အာယုံခံစားမှုဘလောက်အထိအနက်နဲတယ်လဲဆိုတာကိုပြနေတာပါ။မမြင်ရတဲ့အရာတွေဟာကျွန်တော်တို့ရဲ့အနီးနားမှာပဲရှိနေပေမဲ့ကျွန်တော်တို့အာယုံမစိုက်မိတာလည်းဖြစ်နေပါတယ်။ဒီလိုထူးဆန်းတဲ့ဖြစ်ရပ်တွေဟာအတန်ဖန်ဆက်တွေထဲမှာလည်းကြံရစ်ခဲ့တတ်တယ်။တိုက်ရိုက်ထုတ်လွှင့်မှုတွေလုပ်နေတဲ့အချိန်မှာဘယ်သူမှမကြားရပဲဆက်ထဲမှာပဲမြည်နေတဲ့ခေါင်းလောင်းတန်တွေနဲ့မိန်းကလေးတယောက်ရဲ့အတန်တွေပါဝင်လာတတ်တာမျိုးပါဒါဟာလျှစ်စစ်လိုင်းတွေနဲ့ဝိညာဉ်လောကကြားမှာဆက်သွယ်မှုတစ်ခုခုရှိနေသလားဆိုလားကိုတွေးတိုးစရာဖြစ်စေပါတယ်အတန်ဖန်ဆက်တွေဟာလူတွေမကြားနိုင်တဲ့အတိုင်းအတာတစ်ခုအထိဖမ်းယူနိုင်စွမ်းရှိနေတာလည်းထင်နိုင်ပါတယ်ကျွန်တော်တို့မြင်နေရတဲ့အရာတွေဟာတခါတလေမှာဝိညာဉ်ထင်နိုင်တယ်လို့တခါတလေမှာလည်းသိပ္ပံနေကြရှင်းပြလို့ရတဲ့ဖြစ်ရပ်တွေထင်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒီအရာတွေကကျွန်တော်တို့ရဲ့ဘောအမြင်တွေကိုပြောင်းလဲပြင်နိုင်စွမ်းရှိပါတယ်ဖြစ်ရပ်မှန်တွေနဲ့ပုံပြင်တွေကြားကအဆက်နွယ်မှုကိုပိုပြီးနားလည်လာတဲ့အခါမှာတော့မိတ်ဆွေတို့ရဲ့ပတ်ဝန်းကျင်ကိုအရင်ကထက်ပိုပြီးတတိထားကြည့်မိလာပါလိမ့်မယ်ဒါဟာကျွန်တော်တို့သိထားတဲ့ကဘာကြီးရဲ့အပြင်ဘက်မှာနောက်ထပ်လျှို့ရွှက်ချက်တွေအများကြီးရှိနေသေးတယ်ဆိုတဲ့သဘောပါပဲ